သာသနာ့နှစ်2552ခုနှစ်ကောဇောတက္ကရာ1980ပြည့်နှစ်ဝါဆိုလဆန်း73ရက်နေ့ညရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်ပြည်မင်္ဂလာလမ်းကံရင်ကျောင်းကဓမ္မယုံကြီးအတွက်ဝယ်ဆင်းခြင်းပါပြုလုပ်အပ်သည့်မြောက်ဥယျာဉ်ဓမ္မသဘင်အခမ်းအနားဝယ်စံတော်လူစနာစင်တာ29တပည့်စီလမ်းလေးဥက္ကဋ္ဌတော်ခင်ခင်ဝေသာမောင်သူရိနဲ့မောင်မြတ်အေးသမီးမတုတူအောင်မိသားစုတို့၏အဘဒဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောစီရဓမ္မလူကေခြင်းတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှိခိုးပါသတိရှင်တော်မြတ်တရား၏မဟာကရုဏာကိုအာယုပြုကဒီကျုပ်ဘဆိုရသောဝန္ဒနာပဏာမအာတိတခန္ဓာကိုယူဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောဂနံသောတိဟိပိယမမေယံကာလံကရောသောအနိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတယောနာသောဝိနိယမြတ်စွာသတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဗျာသည်ကဗ္ဗတော်ဒီဟိပိဂရေကဘာဤအတွက်သင်္ချာတို့ဖြင့်တော်လဲအဘမေယံဤတဲ့တိုင်းတာပေါ်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသည်ခြေသိမ့်နေတော်ရှိကြသောကာလပတ်လုံးလောကလိကယတတလောကဤအကျိုးစီးပွားအလို့ကအတိဒုက္ခရာလိဥစ္စာအသေးချေတဲ့အင်္ဂါမိတ္တကြီးမာသမီးသာနှင့်တထာဇနီဆွန်ကြီးကြီးဟုကျတိထဝေ50အစုအလုံးခဲရင်တော်မူလို့ကိုကရောဏဝိယဖြစ်ရဤတန်ကျိုးကိုအထုတ်တော်မူရသည်ဖြစ်၍ခေရလက်ချင်ရဲ့လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုယ်တော်ဤပြမန်းရဲ့လို့ကတောတဏ္ဍိကများစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတ္တဝါများယဝေသကရုဏာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဗျာအားနမောယိတိပြောင်းပြောမှန်ကုန်ရော၏ကရောယုကျုရှိကိုခြင်းသည်အထုဝေဝတုစင်စစ်မသွေဖြစ်ပါစေတည်းဆင်းရဲကမှလွတ်ကင်းခြင်းလို့ဆိုဆင်းရဲခြင်းလို့ဆိုရအလုံးဆင်းရဲတဲ့ဆင်းရဲမျိုးကိုဆင်းရဲခြင်းလို့ခေါ်တယ်။မှန်ပါပါဘုရား။အမှန်တန်ကြီးမားတဲ့ဆင်းရဲတွေကနေလွတ်မြောက်ဖို့ဆိုတော့တဏှာထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုဆင်းရဲတွေနဲ့တွေ့နေကြတာလဲကိုယ်ကိုပြန်ပြီးသုံးသပ်ပြီးတော့ကြည့်ကြရအောင်။မှန်ပါပါဘုရားမြတ်စွာဘုရားကတော့သဗ္ဗေသင်္ခါရဒုက္ခသင်္ခါရအလုံးဟာဒုက္ခဆင်းရဲလို့ဒီလိုဟောထားတာဘုရားအများစုကကာမဂုဏ်အာရုံတွေထဲမှာပြောနေတဲ့စိတ်ကလေးနဲ့ဒီကျင့်တတ်နေတဲ့အရာလေးတွေကိုရနေလို့ရှိရင်ချမ်းသာတယ်လို့ဒီလိုသတ်မှတ်နေကြတယ်ဟုတ်ပါပါတကယ်တော့ချမ်းသာတယ်လို့သတ်မှတ်เสียဟာမတ္တမနေပါလားဘဝတန်တရားချမ်းသာတဲ့ဆင်းရဲတွေကများတယ်လို့ချိန်ဆက်ကြည့်တယ်ဆိုလို့ရှိရင်ဆင်းရဲဒုက္ခကအမှန်ကြီးတယ်လို့ဒီလိုပြောမှာမှန်ပါဘူးဘာလို့ဒီလိုပြောရတယ်မြတ်စွာဘုရားကဟောတယ်လူချမ်းသာတဲ့နတ်ချမ်းသာတဲ့ဓမ္မချမ်းသာမရှိဘူးလားချမ်းသာဆိုတာရှိရောရှိတယ်နော်
Every chanda is near to Tainda like solution, along that name chanda is your. You go to chanda so that Babu Kona Kaishida Chanda Kashida Chanda Sadia Dosa in the piece of Chanda, Ali the meeting at the moment Chanda. Sili Shiri Wasana Chanda Go Meiji. Maybe the Chanda Mugu, she shall be a Chile solution. Every guy will join you with a Sejama, pure Shenbu, Changi Bu, believing in Chanda Asset. Question of the scenery, I will do beers, the scenery of Tanga Kama, Chanda to Yoga. No? Ah, yeah. She got the zero Johnny Bache solution, two card, Dominata. Dogama Chanda look Damasea, two card so that physical comfortable, never Tayo, Gomna, Tayo, Chanda look Damade. Dominata, mental happiness, say, have your Shana, Tayo, Chanda, and look your dad. Kassaji. We did not abuse of the Buddha. Every comfortable happiness to Sura, Mira Yadi Hoka. Oh, no, they are a lady Sura, Mira Yadi Hoku. Chana Sura Buddha, Gulaganani, Chana Tamatara Boguma. Suri Yare Togari, Sisura, Dominatari, Waneji Kulayari. Old Kubaya, Diga Kubaya, Lobeja, Assembly, Mishula, Ella, Chana, Korea, which are Sinaji, do Chana, no, native to your. Ella, Chana, you Chana, is no native, so I would walk around, no? Now, so my aim was Sindivare, this was a reviews of the Chile, Gama, the Jawada, near Yoga, came so down my way. Ajay, the Jilly, Ola, so that Yadana Shila. Kalu Silu, the Jilly, Ola. Ola will be Donna, so be Donna, Judge, and also the Kugaman, both up, say, who told you, be Donna, on South later. No? So if you enter so rather than the cross side, yes, you will let them and Shadaru, Yakat, Manu Barune, Piandiga, Telu, Agave, Loja, Yada, Lava, Bay, Yoga will see you between Yoga will not in the ship on Kawasi, Toria. Yoga was chicken on a Kawasi toe. Yoga did not a job also be the same toe. Personally, Konja, Yari, and Yana, so in Evolutionary, positionary, where I was in Chanda, Sierra, it is imagine, yes, or Yaga, Duka Lusa, Yon Chibu, Duka Mamian, Duka, Miroda, Soda, Puma Dojamamo. Locally, while you Chana, you tended a Bukuria. You go away, don't know who's a Rama Juma Atoma, to Pionia. Every yes of Yaga. Duka, Parisa Lita, Abisa Lita, Duka, Pion Road, Abinia, Perinia, Pion Road, Pamechaja, Hola, Duka, Duka. Look one my dear children, Chana, Duka, Domna, in the Kuba. Duka, Tonga, Duka, Peridiwa, Duka, Duka, Domna, Duka, Ubayana, Duka, Savana, Duka, Marina, Duka, 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 Kalau ini je nene si itu kalau sobat bio, logat tanya ini mah bio ni jalan, aja oleh so ini.
အဝိဇ္ဇာကနေပြီးတော့အမှန်မမြင်အောင်လုပ်ထားလို့နော်မှန်ပါဗျာအမှန်မမြင်တာပဲတော့မမြင်လို့ဆိုရင်မစင်စားဘူးမစင်မြင်ဘူးမတွေးခေါ်ဘူးပေါ့မှန်ပါဗျာ contemplation လို့ဒါကြောင့်မြတ်စွာဘုရား contemplation လို့ပြောတာအနုပတ္တနာဆို contemplation လုပ်ခိုင်းတာမှန်ပါဗျာcontemplation မလုပ်လို့ရှိရင်အမှန်မသိဘူးအမှန်မသိသည့်အတွက်ကြောင့်ပြောစရာလို့ထင်လာပြောစရာလို့ထင်နေသည့်အတွက်ကြောင့်ပြောနေတယ်လို့ပြောဥပမာဘာလဲပြုလို့ဆိုလို့ရှိရင်ပြောင်းတဲ့နည်းလေးထွန်းတာဘုရားလေးတွေကပြောင်းတဲ့နည်းသူတို့ပုံမှန်သိမသိလို့လာတာပေါ့ပုံမှန်သိရင်သူတို့ဒီထဲရောက်လာရင်တေဝဆိုတာသိရင်ဝင်လာမယ်မှန်ပါဗျာသူတို့စိတ်ထဲတော့ပြောစရာကောင်းတဲ့ရွှေတော်ကြီးလှလိုက်တာဒီထဲဝင်လိုက်ရင်တော့ဘယ်လိုရတာလဲရှိပြီးတော့ဆိုဝင်ကြည့်တာပေါ့မိနာလည်းမိလည်းရောက်လာရောလောင်သွားလိုက်ဟုတ်ကဲ့မှန်ပါဗျာလောင်သွားတော့လောက်ကြသွားပြီလေလောင်သွားမှပုံမှန်သိရင်လွတ်သေးရဲ့မှန်ပါဗျာလွတ်တော့လောင်မှလည်းသိသေးလည်းသိဟောလူလုံးကလူရဲ့အနေထားနဲ့အဲ့ဒါဖြစ်ဒုက္ခမှန်တဲ့သိရောသွားလို့တော့မရှိတော့မှန်ပါဗျာအဲ့တော့ဘာလို့လဲဆိုဒုက္ခလို့ထင်နေဘယ်သူကဒုက္ခလို့ထင်အောင်လုပ်တာလို့ဆိုမှန်မသိတဲ့အဝိဇ္ဇာကအမှန်မသိဘူးဆိုတာအမှားသိနေအောင်လုပ်ထားတာကိုပြောတာနော်မှန်ပါဗျာမသိဘူးလုံးဝမဟုတ်ဘူးအမှန်ကိုတဘာဝအမှန်ကိုမသိရဲနဲ့မဟုတ်တာကိုသိအောင်လုပ်ထားတယ်အမှားသိအောင်လုပ်နေတယ်မှန်ပါအမှားသိအောင်လုပ်တဲ့အတွက်ကြောင့်တဏှာကတွေ့တယ်ဟုတ်မှန်ပါအဝိဇ္ဇာကကွယ်ပြီးတော့တဏှာကတွေ့လိုက်တယ်တွေ့လိုက်တော့အဟုတ်မှတ်တယ်အဟုတ်မှတ်လို့လုံးစက်တွေခင်းလိုက်တဲ့အခါသွားရောအဲ့ကြဒုက္ခတွေရောက်ဒုက္ခတွေကအဆုံးမသတ်နိုင်အောင်ဖြစ်နေတော့ဒုက္ခတွင်းကြီးဖြစ်နေတယ်ပေါ့ဒုက္ခတွေအများကြီးရှိနေတာတော့ဒုက္ခတွင်းလို့ခေါ်တာနော်မှန်ပါဗျာရွှေအများကြီးရှိရင်ရွှေတွင်းလို့ခေါ်တာပေါ့နော်မှန်ပါရွှေတွေအများကြီးရှိရင်ရွှေတွင်းဗရမ ्या တွေအများကြီးရှိရင်ဗရမ ्या တွင်းအဲ့ဒါလည်းပဲဒုက္ခတွေအများကြီးရှိပြီးတဲ့ကြောင့်ဒုက္ခတွင်းဟောဒီဒုက္ခတွင်းမှာနဲ့တဲ့နဲ့လာတယ်မှန်ပါအဲ့ဒီဒုက္ခတွင်ကလွတ်ကင်းဖို့ဆိုတဲ့နိလန်းမရှိဘူးလားလို့ဆိုရှိတယ်။အဲ့ဒီနိလန်းကရှင်းရှင်းလေးဒုက္ခကိုဒုက္ခမှမသိအောင်လုပ်ထားတဲ့အဝိဇ္ဇာကိုဖယ်ရှားဖို့ပဲတော့။မှန်ပါဘူး။အဲ့ဒါကြောင့်ဒုက္ခကိုဒုက္ခလို့သိအောင်အဝိဇ္ဇာကိုဖယ်ရှားဖို့ဆိုတာဘာလို့ contemplation လုပ်ရမလဲတဲ့။ရသော်ဘုရားကတဏှာဥပ္ပဒေဒုက္ခတွင်ကလွတ်ကင်းသွားတဲ့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်တိုင်းဟာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီလမ်းကြောင်းမှာလျှောက်သွားတာဘယ်လမ်းကြောင်းလုံးလို့ဆိုလို့ရှိရင်နိဝရဏတရား၅ပါးကိုဖယ်ရှားခြင်းဒါနံပါတ်1နိဝရဏတရား၅ပါးကိုဖယ်ရှားရတယ်မဖယ်ရှားတဲ့ဒုက္ခကိုဒုက္ခလို့သိမှာမဟုတ်ဘူးတဲ့သူ့ဘုရားဒုက္ခတွင်ကြီးရဲ့ဒုက္ခတွင်ကြီးဖြစ်တယ်ဟုတ်ကဲ့နိဝရဏ၅ပါးကိုဖယ်ရှားရတယ်စိတ်ကလေးကိုတတိပဋ္ဌာန်၄ပါးအာယုန်၄ပါးပေါ်မှာစိုက်ထားပြီးတော့ဘုဇင်9ပါးကိုပွားရမယ်တဲ့အဲ့ဒါကအမှန်သိပြီးတော့ဒုက္ခတွင်ကလွတ်ကင်းနိုင်မယ်လို့ဒီလိုခေါ်တာမှန်ပါဗျာဒါကြောင့်ဘုရားချွတ်သွားတဲ့ပုဂ္ဂိုလ်ကြီးရသော်ရမယ်ဒီလမ်းနဲ့သွားတာပဲရှင်သာရိပုတ္တရာလို့ရှင်မောက္ခလာလို့အားလုံးကဒီလမ်းနဲ့သွားကြတာကြီးပဲမှန်ပါဘုရားမြတ်စွာရဲ့တရားတော်ကိုအဦးဆုံးနာပြီးတော့သောတာပန်ဖြစ်သွားတဲ့ရှင်ကုတ္တေမြတ်ဆိုတာလည်းဒီလမ်းကြောင်းမှာသွားတာ။ကိမဘာလို့သေသမကပွင့်တော်မူခဲ့တဲ့ဘုရားဆုစုလည်းဒီလမ်းမှာသွားတာ။မှန်ပါဗျာ။ဒါတလမ်းနဲ့ပဲ။မှန်ပါဗျာ။ဘုရားရဲ့တရားလိုက်ဟာနိဗ္ဗာန်တရား၅ပါးကိုဖယ်ရှားခြင်းတတိပ္ပံအာယုန်၄ပါးမှာစိတ်ကိုစိုက်ထားပြီးတော့ဘုဇင်9ပါးကိုပွားများခြင်းဒီအလုပ်မလုပ်ဘဲနဲ့ခန္ဓာကဒုက္ခဆိုတာမမြင်နိုင်ဘူးလေဒုက္ခမမြင်လို့ရှိရင်ဒုက္ခတွင်ကတော့အောင်ကြိုးစားမှာမဟုတ်ဘူးမှန်ပါဗျာရှိလိုက်ရင်ခုနကဒုက္ခနဲ့ဒုက္ခဆိုလို့ရှိရင်ဒုက္ခတွေကများတယ်တာမန်ကြည့်ရုံနဲ့လည်းအများကြီးတွေ့ဒီတဲ့လေးလက်တဲ့ဒုက္ခရှိသေးတယ်နော်ဒီတဲ့အမြင်ခက်တဲ့ဒုက္ခရှိသေးတယ်ဘာလဲလို့ဆိုလို့ရှိရင်အဲ့ဒါချိန်ချင်းသာဝရပြောင်းလဲနေတဲ့သဘာဝကြီးဟာဒုက္ခရှိတယ်မှန်ပါပါဒါကြောင့်အနိစ္စဒုက္ခလို့ခေါ်တဲ့နေရာမှာအနိစ္စဆိုတာဥဒိယဘယ
ဖြစ်လာရင်ပြတ်သွားတယ်ဖြစ်လာလိုက်ပြတ်သွားတယ်ဖြစ်လာလိုက်ပြတ်သွားလိုက်ဆိုတဲ့အနေထားကြီးကဥဒယပယဖြစ်ပြီးပြတ်နေတဲ့ဒီသဘောတရားကြီးနဲ့အမြဲတမ်းတွဲနေရတာအလွန်စိတ်ပြည့်စရာကောင်းတဲ့ဒုက္ခဒါကိုပြောဖြစ်ပြီးပြတ်နေတဲ့သဘာဝကြီးနဲ့ရှင်တွဲနေရတဲ့အတွက်ကြောင့်ခြေလက်စရာမကောင်းဘူးဖြစ်ချင်းပြည့်ချင်းသဘာဝတရားတွေရဲ့အနှိမ့်ဆက်မှုကိုခံရတဲ့ဒုက္ခလူတွေကတရားတော်ကကိုယ်လာနှိမ့်ဆက်မှဒုက္ခလို့ထင်တာမဟုတ်ဘူးဒီဖြစ်ပြတဲ့သဘာဝကြီးကကိုယ်ကိုနှိမ့်ဆက်နေတာဒါကိုမြင်အောင်ကြည့်မှဥဒယဘယပိလနာဒုက္ခဖြစ်ချင်းပြည့်ချင်းသဘာဝတရားကနှိမ့်ဆက်နေတဲ့ဒုက္ခအဲ့ဒီဒုက္ခကြတော့ဝိပဿနာဉာဏ်နဲ့မှမြင်နိုင်တယ်ဟုတ်လားပါဗျာခုနပြောတဲ့တာမန်ဒုက္ခတွေကတော့တာမန်စဉ်းစားကြည့်ုံနဲ့လည်းသိတယ်လေဟုတ်လားပါပစ္စည်းတွေပူရတယ်၊သားမီးတွေပူရတယ်၊ဝိသရှိတဲ့သူကပစ္စည်းတွေပူရတယ်မပူရတာလို့မရှိဘူးပူဇာရှိရင်လည်းဒီကမနေတော့ဘူးတဲ့ဒီကလည်းကြာပူဇာကိုရှားမှုနေတာပဲနော်မှန်ပါပါတချို့ဘွားကြီးတွေတရားနဲ့နေပါဆိုလို့မရဘူးနဲ့တားပြန်မလာသေးဘူး။ဘာများဖြစ်နေလို့သမီးရတယ်ပြန်မရောက်သေးဘူးနဲ့ဆိုအိမ်ဘောက်ကထိုင်နေအောင်မအိမ်နိုင်နော်။မှန်ပါဗျာ။ရှားပြီးတော့ဘူးကိုပူရမပူပါနဲ့ဆိုလို့မရအောင်။ဘူးကိုရှိတယ်ပူလာပဲမရှိတော့မရှိလို့ပူရတယ်။ရှိရင်ရှိလို့ပူရလွတ်တယ်ကိုမရှိဘူး။ရှိမရှိငါတို့ရပါနေရလို့ဖြစ်ဘူးလေ။ရှိရင်လည်းရှိလို့ပူလာမရှိရင်လည်းမရှိလို့ပူလာ။ဒီကုတော့အပူနဲ့ကြီးပဲတုံးနေတာနော်မှန်ပါပါလက်ရှိလို့ဆိုရင်လူဘဝနေထားဒီတိုင်းကြီးပါပဲအကုန်အဲ့လိုဒုက္ခတွေပြည့်နေနေလို့ဒုက္ခတွင်ကြီးကနေဒုက္ခမှုဆိုတဲ့လမ်းကြောင်းကဘယ်လမ်းကြောင်းက၆ကြရမလဲဒီတိုင်းကြီးပဲဒီတိုင်းငုံပြီးတော့ဒုက္ခတွင်မှာပဲနေကြအောင်လားရှောက်တဲ့ဒီလမ်းကောင်မရှိဘူးလားဆိုတော့မြတ်စွာဘုရားကရှိပါတယ်အဲ့ဒီလမ်းကြောင်းကသွားလို့ရှိရင်ဒုက္ခတွင်ကလွတ်ခဲ့နိုင်တယ်နော်အဲ့ဒီဒုက္ခတွေကလွတ်ခဲ့အောင်ဘာလို့လုပ်အောင်လဲဆိုရင်ကိုယ့်ရဲ့စိတ်အစဉ်လေးကိုအရင်စီးကြောပြရအေးမှန်တယ်ကကိုယ့်ရုပ်ပေါ်လေးကိုရုပ်ပုံလေးကိုကြီးချင်တယ်မှန်ပါလားအစဉ်ပြေမပြေမျက်နှာမှာဘာတွေရှိမရှိကြီးချင်လို့ရှိရင်မှန်လေးကိုအရင်ပို့ရတယ်မဟုတ်လားမှန်ပါပါမှန်လေးကိုပို့ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့မှရှင်းရှင်းလင်းလင်းမြင်ရမျက်စိကဖုံးနေရင်မျက်မှန်လေးထပ်တက်လိုက်အောင်ပေါ့အဲ့ဒါမှရှင်းရှင်းလင်းလင်းကရိယာလေးမြင်ရတယ်အဲ့ဒါလိုပဲမှန်မုန်းနေတာလိုပဲလူရဲ့စိတ်ကိုအငြိအကျေးတွေကဖုံးနေတယ်အဲ့ဒါလေးကိုမဖယ်ဘဲနဲ့အသိဉာဏ်မပေါ်လာနိုင်ဘူးမှန်ပါပါဗျာအဲ့ဒီသွားပါတရားတွေကိုနိဝရဏလို့ခေါ်တယ်နိဝရဏဆိုတာအပိတ်အဆုတ်ပမာလိုပြန်ရင်နိဝရဏဆိုတာအပိတ်အဆုတ်ပိတ်ဆုတ်မှန်ပါပါအကာအကွယ်အပိတ်ဆုတ်မှန်ရှိရတခုကားနေရုပ်ပုံမပေါ်နိုင်ဘူးပေါ့မှန်ပါပါအဲ့ဒီပါလာတဲ့အပိတ်ဆုတ်ပဲဖြစ်စေထူထဲတဲ့အပိတ်ဆုတ်ပဲဖြစ်စေအပိတ်ဆုတ်ဟာပိတ်ဆုတ်ပိတ်ဆုတ်နေအဲ့ဒီပိတ်ဆုတ်နေတဲ့အရာကနိဝရဏလေ hindrance လို့အင်္ဂလိပ်လိုပြန်တယ် hindrance ဟန်တာပိတ်ဆုတ်တာဆုတ်ပိတ်နိဝရဏဆုတ်ပိတ်ဟန်တာမမြင်နိုင်အောင်ဆုတ်ပိတ်ပြီးတော့ဟန်တာထားတဲ့ဒီနိဝရဏတရား၅ပါးကိုအရင်ဖယ်ရှားရမယ်မဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်အတိညာမလို့မလာနိုင်ဘူးဒါကြောင့်ဒီဝရဏတရား၅ပါးကိုဘုရားလည်းဟောတယ်စေတသောဥပ္ပခိလေတိစိတ်ကိုညှဉ်းနှွမ်းနေအောင်လုပ်တဲ့တရားလေဟုတ်ပါဘူးစေတသောကိုယ့်ရဲ့စိတ်ကလေးကိုစိတ်ကလေးကညှဉ်းနေလူတွေကပြောကြတယ်လူတွေပြောတဲ့စိတ်ညစ်တယ်ဆိုတာကတစ်ခုတည်းကိုပြောတာစိတ်ဆိုးတာအလိုမကျဖြစ်တာကိုလည်းစိတ်ညစ်တယ်ပြောတာစိတ်ကအဲ့ဒါနဲ့ညစ်တာမဟုတ်ဘူးเนาะမှန်ပါဘူးပေါ်မျိုးစစ်ညားထောင်ပြီးတော့တငိမ့်ငိမ့်လောက်လာတယ်အဲ့ဒါစိတ်ညစ်တယ်လို့ခေါ်တယ်စာပေကြလို့ရှိရင်ပျော်ပြီးတော့ရုပ်ရှင်ကြည့်ပြီးဒါဟာငါနေတာလည်းစိတ်ညစ်တယ်လို့ခေါ်တယ်မှန်ပါဘူးအရင်ကမှစိတ်ညစ်တယ်ဆိုတာဟုတ်လားကိုယ်အလိုမကျတာဖြစ်နေလို့စိတ်ညစ်တယ်ပြောတာဒီနိဝရဏစိတ်ညစ်တယ်ဆိုတာစေတသောဥပ္ပကိလေတိစိတ်ရဲ့အငြိအကျေးဖြစ်နေကြတဲ့စေတသောစိတ်ကိုဥပ္ပကိလေတိညင်နွမ်းစေတတ်တဲ့ဥပ္ပန်စေတတ်တဲ့ဟောနိဝရဏတရားတွေကစေတသောဥပ္ပကိလေသာစိတ်ကိုညစ်စေတတ်တယ်ဥပ္ပန်စေတတ်တယ်ဒါလည်းလို့ဆိုစိတ်ကညစ်ချေးပြီးတော့ဥပ္ပန်နေလို့ရှိရင်ဘာဖြစ်လဲပ
ပညာရဒုပရိကရဏီအတိပညာကိုလည်းအားနည်းသွားစေတယ်ဟောတယ်လို့ဖြစ်ရင်ဉာဏ်တွေကအားနည်းသွားအားရှိတော့အတိစိတ်တွေအတိဉာဏ်တွေကအားပြော့အားပြော့နေတဲ့အတိဉာဏ်ကအမှန်မြင်ပါမလားမြင်ပါဘူးအဲ့ဒါကြောင့်မို့လို့ဒီအမှန်သိခြင်းတွေဟောဒီနိဝရဏတရားကတော့ဖယ်ရှားမှန်ပါပါဖယ်ရှားတာဖယ်ရှားတဲ့နည်းနဲ့ဖယ်ရှားနော်မှန်ပါပါဒီနိဝရဏဖယ်ရှားမယ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာနိဝရဏရှိလားမရှိဘူးလားဆိုတာအရင်မကြည့်ရဘူးကြည့်ရပါပါဗျာအဘိုးကလေးတစ်ခုဖို့တော်မယ်ဆိုဘယ်နာကညစ်နေတယ်ဆိုတာအရင်ကြည့်ရတာပဲမှန်ပါပါဘာတွေပေးနေတယ်ဘာတွေညစ်နေတယ်ဆိုတာအရင်ကြည့်ရတယ်လို့ပဲကိုယ်စိတ်လေးကိုဖယ်အငြိကြီးကိုဖယ်ရှားတော့မယ်စိတ်ကိုဖြူစင်အောင်လုပ်မယ်ဆိုရင်ဘာတွေကြောင့်မဖြူမစင်ဖြစ်နေတယ်လဲဘာတွေကိုဖယ်ရမလဲဆိုတာသဘောပေါက်ဟောမှန်ပါပါဗျာအဲ့တော့ဒီလိုလို့ဆိုတာဘာတွေလဲလို့ပြောရဆိုရင်နံပါတ်1ကကာမိသန္တာကာမဆိုတာလူချင်းစရာအာယုန်တွေပဲလူချင်းစရာလို့စူပါမားကတ်သွားချင်းလူချင်းစရာတွေကိုပြည့်နော်မှန်ပါပါဗျာသန္တာဆိုတာလူချင်းတာလူချင်းစရာတွေကိုလူချင်းနေတာ desire for sense of pleasure လူချင်းစရာအာယုန်ကိုလူချင်းနေတဲ့လောဘသည်စိတ်ကိုညှဉ်းနှွမ်းစေတယ်ပညာတွေကိုအားနည်းအောင်လုပ်တယ်ဟောရသနာတွေကိုဟောနော်မှန်ပါပါအဲ့တော့တရားတရားရပြီးတော့အသိဉာဏ်တွေကိုရချင်တဲ့ဆိုရင်ဒါမှဖယ်လို့မရဖယ်ရသူ့ဖယ်ရဖယ်ရဆိုတာပထမစပြီးတော့ဖယ်လိုက်တာကမ္ဘာအာယုန်လေးနဲ့ဖယ်လို့ရခဏတည်းပြုတ်ဖယ်လို့ရဟုတ်ကဲ့မှန်ပါပါတမန်ကျင့်စဉ်ကျင့်ပြီးတော့လည်းဖယ်လို့ရတယ်ဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့ဖယ်လို့ရတယ်ဘုရားအာယုန်ပြုပြီးတော့ဖယ်လို့ရဖယ်ရမယ်သူကမဖယ်လို့ရ desire for sense of pleasure မျက်စိကလာလာပါလာချီချင်တယ်နားကကောင်းတဲ့အတန်လေးနားထောင်နေတယ်နှာခေါင်းကမှုတ်ကြိုက်တဲ့အတန်လေးမှရှူချင်တယ်ဆိုရက်ဒီ desire တွေစိတ်ဆန္ဒတွေကာမအာယုန်ဒီပေါ်မှာလူလားတောင်းတနေတဲ့စိတ်ဆန္ဒတွေကိုဖယ်ရှားတဲ့မဖယ်ရှားလို့ရှိရင်အဲ့ဒါတွေကစေတသောဥပ္ပတ္တိတွေကစိတ်ရဲ့အညစ်အကြေးတွေဖြစ်ပြီးပညာရဒုပ္ပလိကရဏပညာကိုအားပြော့အောင်လုပ်တဲ့ဟာကြီးဖြစ်နေတယ်။မှန်ပါဗျာ။ပညာကအားမရှိတော့ဘူးလေ။ဟောသူ့ဖယ်လိုက်ကမ္ဘာအာယုန်နဲ့ဖယ်လိုက်တဲ့အခါကျတော့ဒီစိတ်တွေလဲသွားနောက်ဆုံးမှာလုံးဝပြတ်သွားအောင်ဖယ်ပြရလုံးဝပြတ်သွားအောင်အာယုန်တစ်ခုစိတ်ဆိုင်ပြီးတော့တမထချင်းတဲ့ဒီဥပမာထွက်လေဝင်လေပေါ်မှာအာယုန်ဆိုင်ပြီးတော့ဖယ်လို့ရဘုရားလူကြီးဘုရားကိုအာယုန်ပြုပြီးတော့လည်းဖယ်လို့ရအဲ့ဒါဖယ်တာဟာလုံးဝဖယ်ရှားသွားတဲ့အနေအထားမျိုးရောက်ဖို့ရတယ်တော့ဇာရသွားရင်လုံးဝဖယ်နိုင်တဲ့အနေအထားမျိုးရောက်ပါသို့တော့ဘာလို့ကျမ်းနေတယ်လို့ဆိုလိုင်းလေးတင် potentiality possibility ပေါ့ဖြစ်နိုင်တဲ့အနေအထားလေးတွေချမ်းနေတယ်မပြောက်သေးအနုတ္တိယဓာတ်ကလေးတွေချမ်းနေတယ်ပေါ့လိုင်းရောက်လေးပြန်စားအနုတ္တိယဓာတ်လေးတွေတော့ချမ်းနေတယ်တမထချင်းစင်နဲ့ဖယ်လိုက်လို့ရှိရင်သူကပျောက်တော့ပျောက်သွားတာအုပ်ဆေးကြိုက်ထားတယ်လို့ပဲသူကနော် positive တော့မဖြစ်တော့အခုချိန်မှာ negative ဖြစ်ဟုတ်လားတို့တော့ပြန်ပေါ်နိုင်တဲ့အနေအထားရှိမတည့်ရတဲ့ဆိုရင်ပြန်ပေါ်လာအောင်အနေအထားရှိယောဂကိုအုပ်ထားတယ်ဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့မဲ့နဲ့ဖယ်လိုက်တဲ့ဆိုရင် source ကပြောက်တာဘာမှမကြံတော့ဘူးဆိုအဲ့ဒီကြမှာသူကလုံးဝလွတ်မြောက်တယ်လို့ပြောအောင်ဒီ desire ဆိုတဲ့ကာမိသန္တာကိုကြိုးစားပြီးတော့ဖယ်ရှားရင်ဉာဏ်ကတော့နဲ့အားပြော့နေမှာပဲလို့ပြောပါကာမိသန္တာစိတ်ဖြစ်နေတယ်ဆိုလို့ရှိရင်ဘာနဲ့ဥပမာတူလို့ကိုယ်မျက်နှာလေးကိုဥပမာနဲ့ရှင်းကတော့ခြေမုံလို့ရှိတယ်ပေါ့ခုခေတ်လိုဗရာလို့လည်းမှန်လို့ရှိသေးဘူးခြေမုံကခြေလေးဝဲနေအောင်ပုတ်ထားပြီးတော့ခြေတာခြေမုံခြေပြားပေါ်မှာခြေပြားကိုပုတ်ထားအဲ့ဒါမရှိရင်လွယ်လွယ်ကူကြည့်ဖို့ရတယ်ပါလို့ခွဲခဲကိုရေထဲရေကိုကြည့်တယ်ဟုတ်လားမှန်မရှိရင်အဲ့လိုကြည့်လို့ရမှန်ပါဗျာခွဲခဲကိုရေပြေးအောင်ထည့်ပြီးတော့ကဲခွဲခဲကိုကိုမျက်နှာလေးကလေးကိုကြည့်ပါလို့တဲ့ကြည့်မယ်ကြည့်တဲ့အခါမှာအဲ့ဒီခွက်ထဲကရေပေါ်မှာဆေးအနေဇက်တွေအဝါဇက်တွေအမဲဇက်တွေကျနေလို့ရှိရင်ကိုမျက်နှာရိပ်ပေါ်ပါဗျာရေချီချီလေးဆိုလို့ရှိရင်မျက်နှာရိပ်ပေါ်မှန်ပါဗျာခွက်ထဲက
ရေကြည်ဒီကိုယ့်ကိုကြတော့ကြည့်ကြည့်ဖို့မြင်ရတယ်ကောင်းအောင်မြင်ရပါပါဗျာအရင်တော့အဲ့ဒီခွက်တွေကရေကြည့်ပြီးတော့ပြဿနာတက်ဖို့တယ်လေဓမ္မဝဝတ္ထုတွေမှာရှိတယ်ဝိသကအိမ်မှာဝိသကရဲ့ညီမလေးကဘုန်းကြီးတွေကိုဆုံးကပ်ဖို့ဆိုပြီးတော့ရေစစ်ပြီးတော့ရေခွက်တွေထဲထည့်ကိုလိုလေးတော့လည်းဆောက်တော့ရောက်ပြီးတော့ဒီမှာထိုင်နေအဲ့ဒီကလေးမလေးကရေလမ်းစစ်ပြီးတော့ခွက်တွေထဲရေထည့်ပြီးတော့ရေခွက်ထဲကသူ့မျက်နှာလေးသူကြည့်ပြီးသူကသူပြုံးတာဟိုကိုလိုလေးကသူပြုံးတယ်မှလို့ပြန်ပြုံးကြတော့မယ်ပြဿနာတက်တာဟုတ်အဲ့ကလေးမလေးကလည်းခတ်ချက်ချက်ဆိုတော့အော်ဘယ်တော့မှလည်းပြုံးသလားလို့ပြောလိုက်အဲ့ဒီယတနာဖြစ်ဖူးတယ်နော်အဲ့တော့ရေခွက်ထဲကမျက်နှာရိပ်ကလည်းမြင်ရတယ်ဟောကဲကာမိဆန္ဒဖြစ်နေရေခွက်ထဲကရေပေါ်မှာခုနကဆေးရောင်ကြီးကျသွားတယ်လို့ဆေးရောင်ကြီးဆိုးလိုက်တယ်လို့ပဲရေခွက်ထဲကမျက်နှာရိပ်ဟာမကြည့်နေတော့ဘူးအဲ့ဒါကလည်းဥပဒေလို့ဆိုစိတ်ထဲမှာကာမိဆန္ဒတွေတွန်းလာလို့ရှိရင်ခုနကအမြင်မကြည့်တော့ဘူးပြောတာအမြင်မကြည့်ဘူးဆိုတာညာလေးအားနေသွားပြီမှုံဝါးဝါးပဲဖြစ်သွားပြီလို့ဆိုလို့မြင်ရတဲ့မျက်နှာလေးကပုံသွားပြီပေါ့နော်မှန်ပါပါဗျာဒါကြောင့်မလို့ဒီကာမိဆန္ဒဆိုတာဖယ်ရှားနောက်တစ်ခုလူတွေပြောနေတဲ့စိတ်ညစ်တယ်ဆိုတဲ့ဗျာပါဒနိဝရဏစိတ်ထဲမှာအလိုမကျဖြစ်နေတဲ့စိတ်ဆိုးနေစိတ်ရဲ့အလိုမကျဖြစ်တဲ့ဗျာပါဒတွေရတယ်ပဲဒါနိဝရဏပဲလူတွေကတော့စိတ်ညစ်တယ်ဆိုတာအဲ့ဒါတစ်ခုကိုညီညွတ်ပြီးပြောနေအေးဗျာပါဒဆိုစိတ်အလိုမကျဖြစ်နေပြီဆိုလို့ရှိရင်မျက်နှာကြီးကပုံတေးတွေဖြစ်မနေဘူးလားဖြစ်ပါပါအေးမျက်နှာရဲ့ပုံတေးကပုံစိတ်ကလည်းပုံတေးတွေဖြစ်နေတာပဲစိတ်မုံတေးလို့မျက်နှာပေါ်မှာလာပေါ်တာဟုတ်မှန်ပါပါအဲ့တော့စိတ်ကအရင်မုံတေးတာမျက်နှာကလာပြီးတော့ဟန်မြုံမြုံတော့မှပဲသူကတကယ်အပြောမဟုတ်တော့ဘူးနော်မှန်ပါပါအေးအဲ့ဒါကလည်းဥပမာတူတော့နိဝရဏကိုယ်စိတ်ထဲမှာဒီဗျာပါဒဆိုတဲ့အလိုမကျတဲ့စိတ်ပေါ်နေတယ်ဆိုလို့ရှိရင်ဗျာပါဒဒီတရားစိတ်ထဲမှာပေါ်နေလို့ရှိရင်ဘာနဲ့ဥပမာမျိုးလို့ဆိုရင်ခုနကရေခွက်ထဲကရေတွေဟာပွက်နေအောင်ဆူးနေတဲ့ရေလိုပဲအောက်ကနေပြေးထိုးလိုက်လို့ရေတွေကဆူပွက်နေလို့ရှိရင်ဆူးနေတဲ့ရေကိုမျက်နှာရိပ်ကပေါ်နိုင်ပါ့မလားပေါ်နိုင်ပါဘူးဗျာပေါ်လို့ရှိရင်လည်းကလုံးစီတွေနဲ့ဆိုတော့တွန်းလိုက်ရှုပ်လိုက်ပေါ်မှာပဲကောင်းကောင်းတော့ပေါ်မှာမဟုတ်ဘူးနော်မှန်ပါပါအဲ့ဒါလိုပဲဗျာပါဒနိဝရဏဆိုစိတ်အလိုမကျတာတွေဖြစ်နေလို့ရှိရင်အတိဉာဏ်ကလည်းအဲ့လိုရှုပ်ပွားပွားဖြစ်သွားတယ်လို့ဆိုလို့မှန်ပါပါရေခွက်ထဲကရေဟာဆူးနေတဲ့ရေနဲ့အလားတန်တူတယ်ဒါဗျာပါဒနိဝရဏနောက်ဌိနမိတ်နိဝရဏဆိုတာစိတ်တွေတောက်ဆောက်တရားတော်တွေကနေပြီးတော့တွန်းဆောက်လာတယ်အိတ်ချင်လာတယ်ညီငွေလာတယ်စိတ်မပါတော့ဘူး interesting မဖြစ်တော့ဘူးလို့ဆိုတာဌိနမိတ်ဖြစ်လာမှန်ပါပါအဲ့လိုဌိနမိတ်ဆိုတာဒီရုပ်ရှင်ကြည့်နေတဲ့အချိန်မှာသိမဖြစ်ဘူးဖြစ်တတ်တာကတော့တရားထိုင်တဲ့အခါဖြစ်တယ်တရားနာတဲ့အခါဖြစ်တယ်တရားထိုင်ခိုင်းရင်ပိုးဖြစ်တယ်သူကမှန်ပါပါအဲ့ဒီဌိနမိတ်ဝင်လာတဲ့အခါမှာလည်းပဲအတိညာဏ်ကသူကနောက်ဆုံးသွားတယ်အားနေတော့စိတ်ကလည်းမကြည်လင်တော့ဘူးတဲ့စိတ်တွေကလည်းမကြည်လင်တော့ဘူးဘာနဲ့ဥပမာတူလို့ဆိုလို့ရှိရင်ရေခွက်ထဲမှာခေါတာရေခွက်ထဲကရေကိုညွန်နေမော်တွေဖုံးနေတဲ့ရေလိုပဲမှန်ပါပါဗျာညွန်နေမော်တွေဖုံးနေတဲ့ရေကိုကျဲကိုကြည့်လို့ရှိရင်ကိုယ့်မျက်နှာရေကပေါ်မှာမဟုတ်ဘူးအဲ့ဒါမျိုးလိုပဲဌိနမိတ်လွတ်နေတဲ့စိတ်နဲ့အမှန်တရားကိုသိနိုင်ဖို့ဒါကြောင့်သူ့ကိုဖယ်ရှားပြရတယ်လို့ဆိုဌိနမိတ်ကိုတော့ဖယ်ရှားလို့ရတာကတော့ခုနကကြိုးစားအထောက်မှုနဲ့ပဲဖယ်ရှားလို့ရတယ်။ဗျာပါဒကိုဖယ်ရှားရင်တော့မေတ္တာပွားပြီးတော့ဖယ်ရှား။သူ့ရဲ့ဆေးလေးတွေပေါ့။အန်တီဘိုတိတောင်းတာလို့ပဲပေါ့နော်။သူ့ရဲ့အဖြေဆေးလေးတွေကိုသူကတောင်းလောက်ရ။အဲ့တော့ပဲဌိနမိတ်ကိုရှိနေလို့ရှိရင်စိတ်မကြည်ဘူး။နောက်တစ်ခုကစိတ်ကိုမကြည်စေရတဲ့အရာတစ်ခုကဘာလို့ဆိုဥဒိစ္စနဲ့ကိုကုသဥဒိစ္စဆိုတာစိတ်တွေပြန်လွင်နေတာပြောတာစိတ်တွေလေလွင်ငါစိတ်တွေလေနေတာအာရတကူလည်းထားလို့မရဘူးဘိုးလိုဒီလိုဖြစ်တဲ့စိတ်ကဘယ်နေရာမှတည်ဆောက်လို့မရဘူးအဲ့ဒါဥဒိစ္စကိုကုသဆိုတာတစုံတစ်ခုမှန်မှန်ရင်လုပ်ပြီးတာကိုကြောင်းပြုပြီးတော့စိတ်ညစ်နေတာ
နောင်တပူပန်နဲ့လို့ခေါ်တယ်အဲ့ဒီလိုနောင်တပူပန်နေတဲ့ကုက္ကုဆအဲ့ဒီဥဒိစ္စကုက္ကုဆဖြစ်နေတာဟာဘာနဲ့အလားတန်တူတော့လို့ဆိုလို့ရှိရင်ခုနရေကိုတက်ထည့်ထားတဲ့ရေလေးကိုလှုပ်အောင်လုပ်လိုက်လို့ရှိရင်မျက်နှာရေကပြင်းပြင်းချင်းချိန်မှနိုင်ပါဘူး။လှုပ်နေတဲ့ရေလိုပဲစိတ်ကလှုပ်နေလို့ရှိရင်အမှန်တရားကိုမြင်နိုင်ဘူးလို့အသိဉာဏ်ကိုအားနည်းစေတယ်။ဒါလည်းငြိမ်အောင်လုပ်ပြရမယ်လို့ပြောတယ်။ဘာလို့ငြိမ်အောင်လို့တမာရီဆွမ်းအားနဲ့သူတို့ဖယ်ရှားပြရမယ်။နောက်တစ်ခုကဝိသိကိစ္စလို့ခေါ်တယ်။ကိုလို့တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒွိဟဖြစ်ဟုတ်သလားမဟုတ်ဘူးလားယုံမှန်တရားတွေဝင်လာဒီလိုတရားလို့နိဗ္ဗာန်ဆိုတာရနိုင်ပါမလားလို့ကိုလို့ရမအောင်မြင်သည့်အတွက်ကြောင့်ဟုတ်လားတန်တရားတွေဖြစ်လာတာမျိုးဒီလိုဟာမျိုးဖြစ်လာလို့ရှိရင်ဝိသိကိစ္စလို့ခေါ်တယ်အဲ့ဒီဝိသိကိစ္စဖြစ်လာလို့ရှိရင်လည်းစိတ်ဓာတ်ဆွမ်းအားတွေလိမ့်ကျသွားပြီးတော့စိတ်ဓာတ်ဆွမ်းအားတွေညှစ်ထေးလာပြီးတော့ပညာတွေလည်းအားပြော့သွားတယ်အဲ့ဒါကြတော့လေတိုက်နေတဲ့ရေပြင်လိုပဲတဲ့မငြိမ်သက်သည့်ကြောင့်လေတိုက်နေတဲ့ရေပြင်ဟာလှုပ်နေတယ်လှုပ်နေတဲ့ရေပြင်ပေါ်မှာကြည့်ရတဲ့မျက်နှာရေဟာလည်းလှုပ်နေတယ်လို့ပဲဆိုတယ်အဲ့တော့အပညာဟာမထင်ရှားဘူးဒါကြောင့်မြတ်စွာဘုရားကဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တဲ့အမှန်တရားကိုသိချင်ရင်ဟောဒီ၅မျိုးမဖယ်ရှားမင်းနဲ့အမှန်တရားကိုသိဖို့မရှိနိုင်ဘူးမျက်နှာရိပ်ကလေးမြင်ဖို့ရတဲ့ဟောဒီအခြေအနေဆိုတွေမဖယ်ရှားလို့ရှိရင်မရဘူးလို့ဆိုတယ်နော်မှန်ပါပါဒါတွေဖယ်ရှားလို့ကြီးလင်းသွားလို့ရှိရင်တော့ထင်းထင်းရှားရှားကြီးမြင်လာလိမ့်မယ်ဒါကြောင့်နိဝရဏတရားတွေကိုဖယ်ရှားပါတဲ့ဒါကိုပြောတာမှန်ပါပါနိဝရဏတရားတွေကိုဖယ်ရှားဖို့အတွက်ဘယ်လိုလုပ်ရမလို့ဆိုဆက်ပြီးတော့ပြောတယ်တတိပဋ္ဌာန်အာယုံ၄ပါးပုံမှာတစ်ခုခုပုံမှာစိတ်ကိုဆက်ထားလိုက်ပါမှန်ပါပါစတုတ္တတိပဋ္ဌာန်တွေသုပ္ပတိဋ္ဌိတစိတ်တော်တတိပဋ္ဌာန်တရား၄ပါးပုံမှာစိတ်ကလေးကိုငြိမ့်ညောင်ထားနိုင်ရမယ်တဲ့mindfulness လို့ခိုင်းတာပြောတတိထားခိုင်းတာ body လို့ဆိုတဲ့ကာယ ानु ပဒနာ contemplations of body ကိုယ်ခန္ဓာကိုယ်ထက်လေဝင်လေကအစခန္ဓာကိုယ်ရဲ့မှာခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေအားလုံးစိတ်ဆိုင်ထားတာဘာအတွက်တုံးဆိုလို့ရှိရင်ကာယရဲ့သဘာဝတွေကိုသိဖို့ပဲဟုတ်ပါအဲ့ဒီခန္ဓာကိုယ်ရဲ့သဘာဝကိုသိအောင်ကြိုးစားတာစိတ်နဲ့စိုက်နေတဲ့ကြိုးစားလို့မရဘူးတဲ့။ဒါကြောင့်မို့လို့ကာယဆိုတဲ့သဘာဝတရားပေါ်မှာစိတ်စိုက်ထားတာတတိအမြဲတမ်းကပ်ပြီးတော့ထားတာဒါကာယ ानु ပဒနာလို့ခေါ်တယ်။အဲ့ဒီကနေပြီးတော့နောက်ခံစားချက်တွေပေါ်လာတယ်ခံစားချက်ဆိုတာဝေဒနာဆိုတာယောဂကိုပြောတာမဟုတ်ဘူး။ပြောတယ်မပြောဘူးစိတ်ညစ်တယ်စိတ်ညစ်ဘူးဆိုတဲ့စိတ်ထဲကခံစားချက်ကလေးတွေကိုစိတ်ဆိုင်ပြီးတော့ကြည့်တယ်ခန္ဓာရက်ကလေးတွေကိုကြည့်တာဘာလို့လဲဆိုရင်ဝေဒနာရဲ့သဘောကိုသိဖို့ကြည့်ရမယ်ဆိုတော့သူ့သဘာဝကိုသိအောင်ကြည့်အဲ့ဒီလိုကြည့်ခြင်းဖြင့်ဝေဒနာဆိုတဲ့အာယုတစ်ခုပေါ်မှာစိတ်ကိုစိုက်ထားဖို့နောက်ပြီးတော့ကိုယ့်ရဲ့စိတ်အခြေအနေဒီပေါ်မှာအာယုစိုက်ချင်တယ်ဆိုရင်စိတ်အခြေအနေကိုသိဖို့ကိုယ်စိတ်ကလေးဟာလောဘတွေဖြစ်နေသလားငါစိတ်ကလေးတွေမှာဒေါသတွေရှိနေသလားငါစိတ်လေးထဲမှာမောဟတွေရှိနေသလားဆိုတဲ့စိတ်အခြေအနေတွေကိုကြည့်ပြီးတော့ကိုယ်စိတ်ရဲ့အခြေအနေသိအောင်လေ့လာစိတ်ဓာတ် ानु ပဒနာစိတ်ကိုစိုက်ပြီးတော့ကြည့်လိုက်တဲ့အခါကြည့်တယ်ဆိုတာအသိဉာဏ်လည်းပါရမယ်ဝိရိယလည်းပါရမယ်ကြိုးစားမှုလည်းပါရမယ်တတိလည်းပါရမယ်ဟုတ်ကဲ့မှန်ပါပါဗျာဒါကိုမာသရိပ္ပံတော့မှကြည့်တယ်ကာယေကာယ ानु ပတိဝိဟရတိအာကာပိသံဝဇာနောတတိမာလွတ်တဲ့အရေးချင်းတွေကဒီစကားကိုကြည့်ပြီးဆိုလို့ရှိရင်ဒါတွေမပါရင်မဖြစ်ဘူးစာရေးဖတ်ပြီးဆိုလို့ရှိရင်ညလုံးနဲ့ပါရတယ်လက်လည်းပါရတယ်စာအုပ်လည်းရှိရတယ်လို့ဖတ်လို့မရဘူးညလုံးကစာရွက်မလှန်နိုင်ဘူးလေလက်ကလှန်နေရတာမှန်လားမှန်ပါပါဗျာလက်မပါဘဲနဲ့စာအုပ်ဘယ်လိုလုပ်မလဲစာအုပ်စင်သွားယူဖို့ရတဲ့ခြေထောက်ကလည်းပါရတယ်မှန်ပါပါအကုန်စုံမနော်မှန်ပါပါမျက်တခါတလေကမျက်စိကမောင်းနေလို့ရှိရင်မျက်မှန်လေးပါကူရအောင်မယ်မှန်ပါပါညမောင်းနေလို့ရှိရင်ဘေးလေးထုံးပြရအောင်မယ်အလင်းအောင်ချရအောင်မယ်ဟောအကူကြီးတွေအများကြီးလို့ဒီခုလည်းမရဘူးနော်မှန်ပါပါဗျာအဲ့ဒါကြောင့်မလို့တရားဓမ္မကြည့်တဲ့အခါမှာလည်းတခုတည်းနဲ့ကြည့်လို့မရဘာနဲ့ကြည့်အာဂါမိသံဃာနောတတိမာ
Adapi lona viriya shiyame mapshipshiyam lona so siddha ko pyona adapi mapshipshiyam josame so siddha nyu thama matha lo shin mya bu da ha no Namudano belo yin kaung le so de ati nyan le shiyame ni pnya kamana lo da le ni pnya man mu lo belo lo yin nga tamari nyan nyan ya ma le so de ni pnya Tabawa manu ti da tanpa sana sa tam sura kaum pa sura koi dia sana sura ti o ti cha cha ti da ti yu shi ya lo so che le ko ti cha ti ne ya ke khat ne ya le la ne ya no cho sa yu ta khu le ne ma phit bu ache le man ko le ti ne ya ai lo ti ne ya badu ku ji lo ro so ti ma ti shi ne ko loဒါရင်သိအောင်လုပ်တာတွေကဘယ်သူကသိအောင်လုပ်လို့ဆိုတော့ခေါင်းကပြောတဲ့ဘက်ကရှင်ပါနဲ့ပဲသွားတာပဲဒါတွေကအကုန်လုံးနော်ဒီမှာ၃မျိုးတွေတရားကဟောလိုက်တယ်အလီရေးကြီးတဲ့တလူဝိရိယတဲ့အာတာပိကြိုးစားအားထုတ်မှုတမ္ပဇာနာအသိပညာရှိရမယ်အဲ့ဒီပညာရှိဖို့အတွက်တတိမှာတတိရှိရမယ်တတိဆိုတာကဒီသဘောတရားတွေကဝိရိယဆိုတာကလုံးလုံးလုပ်ပေးနိုင်တာမသိနိုင်ဘူးသူကအာယုနဲ့စိတ်နဲ့တွန်းပေးရုံပေးတာသူကမသိတတ်ဘူးဟုတ်ကဲ့လားသိတာကပညာသိတာတတိကလည်း mindful လို့ရုံပဲသူလုံးနိုင်တယ်အာယုကိုသူကစိုက်ရုံစိုက်ပေးနိုင်တာသူကမသိနိုင်ဘူးသူကလည်းသူလမ်းတော့ကကြည့်ရင်ခြေတော့ကလမ်းပဲရှောင်းနိုင်တာမကြည့်နိုင်ဘူးမျက်စိကကြည့်ပေးရမျက်စိကကြည့်ုံကြည့်တာလမ်းမလျှောက်တတ်ဘူးဟောသူ့လုံးနဲ့သူ့လုံးရတယ်ဆိုတာသူ့ function တွေနဲ့သူပဲအဲ့ဒါတွေကိုပူးပေါင်းပြီး harmony လို့ခေါ်တယ်တဏှီနဲ့ဆောင်ရွက်သွားအဲ့ဒါလိုတဏှီတညတိ harmonious action ပေါ်လာပြီဆိုတော့မှခေါင်းအားလုံးမှာတဏှီနဲ့အလုပ်လုပ်သွားတာတဏှီနဲ့အလုပ်လုပ်သွားမှအောင်မြင်မှုရနိုင်တယ်တခုလုံးနေပြီမရဘူးလို့ဆိုနော်မှန်ပါပါဗျာဒီတတိပဌာန်တွေပေါ်မှာအခုလိုလုံလဝိရိယရှိရှိတတိရှိရှိစဉ်းစားဉာဏ်ရှိရှိနဲ့ကြည့်လိုက်တဲ့အခါမှာစိတ်ကလေးကကြည့်နေတာကိုယ်လိုကြံတဲ့ဓမ္မကာယလိုဝေဒနာလိုစိတ်ဓာတ်လိုကလွယ်ကြံတဲ့ဘယ်ဟာပဲဖြစ်ဖြစ်ခန္ဓာကိုယ်နဲ့ပတ်သက်လာတဲ့ဓမ္မတွေကိုကြည့်တာဓမ္မနုပဒနာအဲ့ဒီကာယဝေဒနာစိတ်ဓာတ်ဓမ္မလို့ဆိုတဲ့တရားရဲ့အာရုံတွေပေါ်မှာ mindful လုပ်ထားနိုင်ပြီးဉာဏ်ဖြစ်အောင်လုပ်ထားနိုင်တာကိုစတုတုတတိပဋ္ဌာန်လေးကုသပ္ပတိဋ္ဌိတာစိတ်သောတတိပဋ္ဌာန်တရား၄ပါးပေါ်မှာစိတ်ကိုအခြေခံထားတယ်အခြေစိုက်ထားတယ်လို့ပြောတာဒုက္ခတွင်ကလွတ်ချင်ရင်နိဗ္ဗာန်ကိုဖယ်ရှားပြီးတော့တတိပဋ္ဌာန်အာယုန်၄ပါးပေါ်မှာစိတ်ကိုစိုက်ထားရတယ်အဲ့ဒါလိုစိတ်ကိုစိုက်ထားပြီးတော့ဘာလို့ရင့်တန်အောင်လုပ်လဲဆိုရင်ဘုဇင်9ပါးကိုရင့်တန်အောင်လုပ်ရမယ်ဘုဇင်ဆိုတာပါဠိလိုခေါ်တာမြန်မာလိုကျတော့ဘောဓယာတံဝတ္တတိတိဘုဇင်ကောဘောဓယာတိကိုရတဲ့တံဝတ္တတိဖြစ်နိုင်တယ်တိအောင်လုပ်နိုင်တဲ့တရားတွေလို့ဆိုတယ်အတိညာကိုထုတ်လုပ်ပေးတဲ့တရားတွေလို့ပြောတာနော်မှန်ပါပါခေါင်းကနိဗ္ဗာန်တရားကအတိညာကိုပျောက်သွားအောင်လုပ်တယ်အားနဲ့တော့အောင်လုပ်တယ်စိတ်ကိုပူပန်အောင်လုပ်တယ်ဟောဒီဘုဇင်9ပါးကျတော့အတိညာကိုထက်လာအောင်လုပ်တယ်လို့ဒီလိုပြောတာအတိညာထက်ချင်လို့ရှိရင်ဟောဒီဘုဇင်အရေးလေးကိုယ်တဏ္ဍာမှာတက်လာအောင်လုပ်ရမယ်။ဘာလို့လဲလုပ်လဲလို့ဆိုဘုဇင်9ပါးဆိုပြီးဟောလူတွေကဘုဇင်ကိုဘယ်ချိန်တတိယလို့ဆိုနေကောင်းတဲ့အခါကျတော့နေကောင်းရင်လည်းဘုဇင်တုပ်လေးပြုပြီးတာ။ဒီပြင်ချိန်ကျသူ့မိတ်တာစိတ်မှတ်ပြီးတော့ဘုဇင်ကိုသွားပြီးကြားဖို့တော့ဘုဇင်တုပ်ရောရင်ကြားမှလည်းတော့စိတ်မှသွားပြီးတော့အဲ့ဒါလေးပဲလုပ်ချင်တာနော်။တကယ်ဘုဇင်9ပါးဆိုချစ်ရမယ်ဟာပြောနော်။ဒီလိုတော့တတိယလည်းတရားဖြစ်ဘုဇင်တုပ်လေးရွချင်းချင်းပြီးပါဗျာနေကောင်းလာလို့ပြောရင်းကျပြီးတော့လည်းဆရာဝန်စီသွားစေတိုးရမယ်အဲ့တော့ဘုဇင်ဆိုတဲ့အဓိပ္ပာယ်ကဘောဓိအင်္ဂဘုဇင်ကဘောဓိဆိုတာအသိဉာဏ်ကိုပြောတယ်ဘောဓိအင်္ဂ factor of the enlightenment လို့အင်္ဂလိပ်လိုပြောတယ်အင်္ဂဆိုတာ factor body ဆိုတာအသိဉာဏ် enlightenment အဲ့တော့အသိဉာဏ်ရဲ့အကြောင်းတရားတွေအသိဉာဏ်ပေါ်ဖို့ရတဲ့အသိဉာဏ်ရဲ့အထောက်အကူဖြစ်တဲ့အရာတွေလို့ဒီလိုပြောတာဒါတွေကိုအသိဉာဏ်ရခြင်းဒီဘုဇင်9ပါးကိုယ်တဏ္ဍာမှာဖြစ်အောင်တိုးပေါအောင်လုပ်ရမယ်လို့ဆိုတယ်
ပထမကဖြစ်အောင်လုပ်တာဖြစ်လာပြီးတော့အခြေခံအောင်လုပ်ရမယ်လေ့ကျင့်နေတာပဲမှာphysical exercise လုပ်တယ်လို့ပဲ mental exercise လုပ်ရမယ်ဒါတွေကတိုးတက်လာမယ်နော်အပြည့်လေ့ကျင့်နေတဲ့ပုဂ္ဂိုလ်ကမနေ့တိုင်းခါပြည့်ပြည့်နေလို့မရဘူးတို့ပြန်ပြောဝင်ရှုံးသွားမှာရေကူးတော့လည်းရဲကူးနေရတာချိုးပြီးတန်မြာဟုတ်တဲ့လုပ်ချင်တယ်ပြောတယ်ရဲလုပ်နေရမှာမလုပ်လို့မရဘူးတချို့များအနည်း30 40ကျင့်မှမရရင်ဒီတရားဟုတ်တယ်ပြောလို့တော့မပြောနဲ့နော်မမကန်ကန်ကျင့်နေလို့ရှိရင်ဒီကျင့်မှများလို့ရှိရင်သူကအကျိုးကထူးလာနော်ဟုတ်လား90တော်ဘာလဲမှာနံပါတ်1ရသဗျာတတိတံဘုဇင်မောတဲ့ဒီ90တွေကအဘိညာယသံမောဓာယနိဗ္ဗာန်ယသံဝတ္တိအဘိညာယထူးခြားတဲ့အတိညာနဲ့သိဖို့ရာသံမောဓာယမမကံသိဖို့ရာနိဗ္ဗာန်ယနိဗ္ဗာန်ရောက်ဖို့ရာသံဝတ္တိဖြစ်တယ်လို့ဟောဒီဘုဇင်တွေရဲ့အည်သွေးကိုဖော်ပြတာနော်မှန်ပါနိဗ္ဗာန်ကိုရပါလိမ့်လို့ဆုတောင်းတယ်ဘုဇင်9ပါးတော့ဘေးချိတ်တာမရဘူးနော်တော့မင်းဟာတခြားလုပ်နေတာတခြားဘိုးဘုဆရာကြီးပြောတယ်လို့ဆိုလို့ရှိရင်စားသေးကိုတောက်သေးကိုလိမ့်သေးလုပ်ပြီးလို့ရရတောက်ရမယ်ဟာတောက်ဖို့နော်မှန်ပါဗျာမတောက်ဘဲနဲ့လိမ့်သေးလုပ်ပြီးလို့ရှိရင်ယောဂပြောက်အောင်မဟုတ်ဘူးမှန်ပါဗျာကဲအဲ့ဒါလိုပဲတတိတံဘုဇင်ကဆိုတာခေါင်းကတတိပံတရား၄ပါးပေါ်မှာစိတ်ဆိုင်ထားမိုင်းဘူးလုပ်နေတာအဲ့ဒါကအမတန်မှအရေးကြီးဆုံးပဲသူက control ပဲဒီနေရာကျန်တဲ့ဘုဇင်6ပါးကအုပ်စု3ခုစီခွဲလိုက်ဓမ္မဝိစယသိရမယ့်တရားတွေကိုလေ့လာဆန်းစစ်နေတာစစ်ဆေးပြီးတော့နေတာဓမ္မဝိစယတရားတွေကိုလေ့လာဆန်းစစ်နေတာအသိဉာဏ်နဲ့ဒါကရှင်းနေတဲ့တရားလားဒါကမရှင်းတဲ့တရားလားဒါကအာယုလိုလားစိတ်ကိုပြည့်စုံတယ်လားဒါကစိတ်ကိုဖြူစင်တယ်လားဆိုတာကိုအမြဲတမ်းလေ့ကျင့်ပြီးတော့စူးစမ်းနေတာဓမ္မဝိစယပညာပဲဒါကဟုတ်ကဲ့ဝိရိယမကောင်းတဲ့စိတ်တွေမဝင်အောင်ကြိုးစားတာကောင်းတဲ့စိတ်တွေတိုးလာအောင်ကြိုးစားလို့ဟောဒီနှစ်ခုကသွားလို့မသွားလို့မရဘူးဝိရိယဆိုတာဝိရိယ၄မျိုးရှိတယ်အချင်းချင်းအပြင်2မျိုးပဲပြောလိုက်တယ်ဟုတ်လားမကောင်းတဲ့စိတ်တွေဝင်အောင်နားတာရဲ့ကောင်းတဲ့တရားတွေတိုးပွားအောင်လုပ်တာ၄မျိုးပြောမယ်ဆိုရင်ဘယ်လိုပြောလို့လဲမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ရလေအောင်ဖြစ်ပြီးသားအကုသိုလ်တွေဖယ်ရှားနိုင်အောင်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်ဒီကျိုးပန်းအထောက်အကူလေးဒါဝိရိယတမ္မောဇဉ်လို့ပဲခေါ်တာတမ္မာဝါယမမဲ့ခင်ဆိုတာလည်းဒါပဲအဲကျိုးပန်းအထောက်အကူဆိုတာလူတွေကကျိုးပန်းအထောက်အကူရှိတယ်မြတ်စွာဘုရားအဲ့ဒီနေရာမှာဒီမဖြစ်သေးတာဖြစ်အောင်ဒီဝိရိယနဲ့ပတ်သက်လာလို့ရှိရင်နံပါတ်1ကတံဝရနဲ့စိုးပိတ်ရတယ်ဘယ်လိုစိုးပိတ်ရမကောင်းမှုအကုသိုလ်တွေစိတ်တွေအကုသိုလ်စိတ်တွေလောဘဒေါသတွေမဖြစ်အောင်စိုးပိတ်တာမဝင်လာစေနဲ့သူတို့မတော်တဆဝင်လာရင်ပေါင်းထုတ်တယ်ဒါပဲသူကမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်လို့ဖြစ်ပြီးသားကုသိုလ်တွေတိုးအောင်လို့ဒါဝိရိယလို့ခေါ်အဲ့ဒီဝိရိယတမ္မောဇဉ်ကိုလည်းကိုယ်တဏ္ဍာမှာခိုင်မာအောင်ပြီးဆောက်မယ်တတိထားပြီးတော့ခိုင်မာအောင်ပြီးဆောက်တတိမရှိလို့ရှိရင်ဒါတွေနမောနမဲ့နေပဲသိလေအဲ့ဒါကြောင့်နမောမနဲ့မနေနဲ့လို့ပြောတာသူကတတိတမ္မောဇဉ်ဟောဆိုတာနမောနမဲ့မနေနဲ့အမြဲတမ်းကြည့်ကိုယ်တဏ္ဍာကိုယ်အခြေအနေကိုကြည့်ဝိရိယတမ္မောဇဉ်ဟောပိဋိတမ္မောဇဉ်ဟောဆိုတာကိုယ်ရလာတဲ့အခြေအနေလေးတွေဓမ္မနဲ့ပတ်သက်ပြီးရှင်းနှံ့နှစ်သိမ့်မှုလေးဘုရားအာရုံပြုနေတဲ့ပီတိလေးတွေဖြစ်တယ်တရားထုံးလို့သမာဓိလေးရတယ်ပီတိလေးတွေဖြစ်နေတယ်ဟုတ်လားအဲ့တော့အဲ့ဒီသုံးခုက emotion ရှိတယ်စိတ်လှုပ်ရှားမှုကလေးတွေပဲဒီမှာ emotion လို့ခေါ်စိတ်ဓာတ်တွေသူ့ကိုဒီသုံးခုကိုဘယ်လိုအခါမှာတိဆောက်ရတယ်လဲဘယ်လိုအခါမှာသူ့ကိုသူကဒီသုံးခုကခောက်ထားရတဲ့အခါရှိတယ်လုပ်ပြရမယ့်အခါရှိတယ်အမြဲတမ်းမလုပ်အောင်အမြဲတမ်းကိုမှားတော့အုပ်စုနှစ်ခုရှိတယ်ပေါ့အခုကဒါအုပ်စုတစ်ခုနောက်အုပ်စုတစ်ခုကဘာလို့ဆိုလို့ရှိရင်ပတ္တတိတမာတိဥပိ္ပခပတ္တတိတမ္မောဇဉ်ကတမာတိတမ္မောဇဉ်ကဥပိ္ပခတမ္မောဇဉ်ပတ္တတိဆိုတာကိုယ်ရောစိတ်ရောငြိမ့်ပြီးတော့နေတာငြိမ့်ချမ်းနေတာအဲ့ဒါကငြိမ့်တဲ့မှုတမာတိတမ္မောဇဉ်ဆိုတာစိတ်လေးရတခြားအာယုန်တွေမရောက်ပဲအာယုန်တစ်ခုလေးပေါ်မှာတီးနေတာငြိမ့်နေတာပဲဒီကငြိမ်းချမ်းမှုနဲ့
ငြိမ်သက်မှုဥပိ္ပခာဓမ္မစဉ်ကဆိုဘယ်လောက်ဖြစ်နေတာစိတ်ကလေးကဘယ်ဘက်မှမဆောင်လမ်းကြောင်းပေါ်မှာမတ်မတ်ကလေးသွားနေတာဟောဥပိ္ပခာဓမ္မစဉ်နော်မှန်ပါပါအဲ့ဒီတန်ဖိုးစဉ်တန်ဖိုးက emotion မရှိငြိမ်သက်ခုနကတန်ဖိုးက emotion ရှိတယ်စိတ်လှုပ်ရှားမှုရှိတယ်ဒီဘက်ကစိတ်လှုပ်ရှားမှုမရှိဘူးအဲ့ဒါနှစ်ခုကိုမညှိလို့ရှိရင်ဘုရားခုနပါမအောင်ဥပမာကလည်းဥပမာဒီလိုဆိုဗရိတ်ဆရာလေးဆိုပိုသဘောပေါက်တော့ရွှေကိုဖုတ်တဲ့ဗရိတ်ဆရာပေါ့နော်ရွှေလေးကိုမီးဖုတ်ပြီးဆိုတဲ့အခါကျတော့မီးများသွားရင်လည်းဒီရွှေရပါဖြစ်စိတ်ပြော့ပြီးတော့သွားမီးနေနေတဲ့အေးများသွားလို့ရှိရင်ကျွတ်တယ်မာနေနဲ့ဆန်တယ်ဟောဒါတော့ဘာညာလို့မရဘူးကောအဲ့တော့အပူပေးတဲ့ကပေးလိုက်အေးအောင်လုပ်တဲ့ကလုပ်လိုက်အပူပေးတဲ့ကပေးလိုက်အောင်မျှတပြီးတော့နှစ်ခုကြည့်ပြီးတော့အဲ့လိုမျိုးလိုပဲကိုယ်စိတ်ကလေးကိုတန့်ဆင်အောင်လုပ်တဲ့အခါမှာစိတ်ရဲ့အခြေအနေကိုကြည့်ပြီးတော့သုံးသပ်ရမယ်လို့ပြောတယ်စိတ်ရဲ့အခြေအနေကလို့ရှိကိုယ်စိတ်ကိုအခြေအနေကိုသိအောင်သူကစောင့်ကြည့်တတိကစောင့်ကြည့်ဒါကြောင့်မို့တတိကျတော့တပ္ပတိကခါခါသိလိုအပ်တယ်သူကအမြဲတမ်း ever watchful အမြဲတမ်းလို့သူကစောင့်ကြည့်နေရတယ်သူမကြည့်တာလည်းအကုန်လွဲကုန်ပါဘူးသူကမန်နေဂျာပဲအဲ့ဒီကိစ္စဟုတ်ကဲ့မှန်ပါဗျာတတိလေးကနေအမြဲတမ်းစောင့်ကြည့်ပြီးတော့ကြည့်နေနိုင်ငံသားတွေမှာဆိုလို့ရှိရင်ဟုတ်လားစူပါမားကတ်တွေမှာဆိုရင်ဟိုတယ်လီဗီရှင်းကြီးဖွင့်ပြီးတော့အဲ့ဒီမှာကြည့်နေတာဆိုင်အဲ့ဒါကြည့်နေတာကိုမသိတော့အဲ့ဒါဒီပစ္စည်းလေးတွေလစ်သွားရင်ရမှာပဲဆိုပြီးတော့လစ်တဲ့လူကလစ်တယ်ဟိုကတယ်လီဗီရှင်းနဲ့အကုန်ကြည့်နေဘယ်လိုပါလို့လဲဘယ်လိုပါလို့လဲအကုန်မြင်နေဝင်တဲ့လူတွေမြင်ရတယ်ထွက်တဲ့လူတွေမြင်ရတယ်ပစ္စည်းတွေကြည့်လာတယ်မြင်ရတယ်အကုန်လုံးဟုတ်ကဲ့အဲ့ဒါလိုပဲတတိကနေပြီးတော့အဲစောင့်ကြည့်နေလို့ရှိရင်ခေါင်းကဘာတွေ့လာလို့ဆိုကိုယ့်ရဲ့စိတ်အခြေအနေလေးကတခါတရံကျတော့စိတ်ကလေးကတွန်းဆော့စိတ်တက်တည်ကြစိတ်ကတွန်းဆော့နေတဲ့အခါရှိတခါကျတော့စိတ်ကထက်မြက်နေတာလည်းရှိဒါကိုယ်စိတ်အခြေအနေကိုသိတယ်တခါတလေကျတော့ဟုတ်လားအတက်တရောဖြစ်တယ်တခါလေကျတော့သိစိတ်မပါအဲ့ဒီလိုအခြေအနေလေးကိုသိလို့ရှိရင်စိတ်မပါဘူးဆိုတဲ့အခြေအနေလေးစိတ်ဓာတ်လေးတွေရောနေပြီဆိုလို့ရှိရင်ဘာလို့မလုပ်လဲခုနကဓမ္မဝိဇ္ဇာရဲ့ဝိရိယရဲ့ပီတိရဲ့ဆိုတာအဲ့ဒါလေးနဲ့အားဖြည့်ပေးလိုက်ရမယ်တဲ့မှန်ပါပါ emotion လေးတွေထည့်ပေးလိုက်ရမယ်ထည့်ပေးတဲ့အခါစိတ်ကလေးကတက်ကြွအဲ့ဒီအချိန်မှာသွားပြီးတော့ပတ္တတိတို့တမာတိတို့ဥပိ္ပခာတို့သွားပွားလိုက်လို့ရှိရင်မြုပ်ကြသွားပြီးတော့မရတော့ဟုတ်လားနေကြနေတဲ့စိတ်ကိုအဲ့ဒါလေးထပ်ပွားလိုက်လို့ရှိရင်အိပ်ပျော်သွားပြီးအာမထွက်လာတော့မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့တန်ရုပ်ရဲ့အဋ္ဌိတုံးဥပမာပေးတာညီးများလိုပဲလျှော့တဲ့အခါလျှော့ထိုးတဲ့အခါထည့်တဲ့အခါထည့်ရွှေပုတ်တယ်လို့ပဲအေးစိတ်ဓာတ်သိနေကြနေတဲ့အချိန်မှာဆိုလို့ရှိရင်ဓမ္မဝိဇ္ဇာဝိရိယပီတိဆိုတဲ့အဲ့ဒီသုံးခုကိုပွားပြီးပါတဲ့ဘယ်လားဖြစ်လာအဲ့ဒီအချိန်မှာတဲ့ပတ္တတိတို့တမာတိတို့ဥပိ္ပခာတို့ကိုလျှော့ချပေးလိုက်ပါဟော balance ဖြစ်အောင်လျှော့ပေးမပွားရဘူးအဲ့ချိန်မှာမပွားရဘူးတိုးအောင်မလုပ်အောင်လို့ဆိုပွားတယ်ဆိုတာတိုးအောင်လုပ်အောင်ပြောတာနော်သူတို့ရဲ့ပါဝါတွေကိုမြင့်မပေးနဲ့လို့ပြောတယ်အဲ့ချိန်မှာရှိတ်ချတယ်မှန်ပါအေးဒီခါကျရင်တော့စိတ်ဓာတ်တွေကတအားတက်ကြွအဲ့တအားတက်ကြွနေတဲ့အချိန်မှာဝိရိယတို့ဒီဓမ္မဝိဇ္ဇာတို့ဝိရိယတို့ပီတိတို့သွားပွားလိုက်လို့ရှိရင်အိုးဝါဖြစ်ကုန်အိုးဝါဖြစ်ကုန်လို့ရှိရင်သွားပြန်ရောဟုတ်နားကြောင်းတွေကုန်လွဲထွက်ကုန်အဲ့ဒီအချိန်မှာဒါတွေကိုမပွားရဘူးတဲ့ဘယ်သူနဲ့လျှော့ချမလို့ဆိုပတ္တတိတဲ့ပီတိပတ္တတိတဲ့သမာဓိတဲ့ဥပိ္ပခာအဲ့ဒီနောက်တစ်ခုနဲ့လျှော့ချဆိုလိုတာကအဲ့ဒီအုပ်စုနှစ်ခုက balance ဖြစ်အောင်ထားပါလို့ပြောတာတရားဆိုတာလွယ်ရမဟုတ်ဘူးနော်ကိုယ်စိတ်လေးကိုညှိနေရအဲ့ဒီကိုယ်စိတ်လေးကိုတရားချုပ်ရင်ဒါလေးကိုမညှိတတ်ဘူးဆိုလို့ရှိရင်မအောင်မြင်ဘူးမှန်ပါပါညှိပေးနေရမယ်ကိုယ်စိတ်အခြေအနေကိုအသိဆုံးပဲဒါမို့စိတ်အခြေအနေလိုက်အလုံးလုံးလို့လို့လေကြည့်သိနေအောင်တတိမြဲရှိနေရမယ်ဒီလိုပြောတာ
ဘုရားခေါ်တဲ့ဘာပွားပွားဆိုအမြဲတမ်းကြီးကိုပွားတာမဟုတ်ဘူးသူ့ဟာလေးနဲ့သူ balance ဖြစ်အောင်နှစ်ခုကြည့်တယ်လောကမှာတဏှာဝိသင်းကနေလွတ်သွားတဲ့ပုဂ္ဂိုလ်တိုင်းဟာဟောဒီနိဝရဏတရားတွေကိုဖယ်ရှားတယ်တတိပ္ပံလေးပါးပေါ်မှာစိတ်ကိုတိဆောက်ထားပြီးတော့ဘုဇင်ခေါ်တဲ့ဘာကိုတိုးပေါအောင်လုပ်ခြင်းဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားရတာကြီးပဲဖရာအဆူဆူလည်းဒီလမ်းပဲယဟန္တာတွေလည်းဒီလမ်းပဲပိစိကဗုဒ္ဓတွေလည်းဒီလမ်းပဲဒါကတခုဒီတော့လမ်းရောက်မယ်လို့ဒီလိုဆိုတယ်နော်ဟုတ်ပါဘူးအဲ့တော့ဆင်းရဲခြင်းကလွတ်ကင်းခြင်းနဲ့ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာမထေရမြတ်ကလည်းခါတော့ဘုရားကိုရှောက်တယ်လောကမှာပွင့်မြတ်ဘုရားတွေထဲမှာဘုရားတွေဟာအလုံးတူတူပဲရသော်ဘုရားဟာဒီရှင်းရှင်းကပွင့်နေတဲ့ဘုရားတွေရဲ့အည်သွေးခုဘောဂမြတ်စွာဘုရားအည်သွေးတူတူပဲဆိုတော့မြတ်စွာဘုရားသာရိပုတ္တရာလည်းမင်းပြောတာများမှလီလားမင်းရှိကဘုရားတွေအကြောင်းကိုပုံပြီးလို့လားတဲ့ပြောတော့ရှင်သာရိပုတ္တရာကမဟုတ်ဘူးဗျာတဲ့တပည့်တော်ဥပမာနဲ့ခုနဲ့ရှောက်ပါမယ်တဲ့ယူကြီးတစ်မျိုးကဒရိုင်းခတ်ထားတယ်အလုံးခတ်တာအဲ့ဒီယူကြီးမှာအပေါက်လေးပေါက်ပဲရှိတယ်တကားပေါက်တစ်ပေါက်ပဲထားတဲ့အခါကျတော့ဒီမျိုးလေးဝင်နေထွက်တဲ့လူတွေဟာဟောဒီတကားပေါက်တစ်ခုတွေကဝင်ရတာတကားပေါက်တစ်ခုတွေကထွက်တယ်လို့သိရတယ်လို့ပဲအကုန်လူတွေကိုမမြင်နေမဲ့လို့ဒီမျိုးမှာတကားတစ်ပေါက်တည်းရှိပြီးပဲကြောင့်ဝင်နေရလူတွေထွက်နေရလူတွေဒီတကားပေါက်ကပဲဝင်လာလို့သိရတယ်လို့တပည့်တော်လည်းနိဗ္ဗာန်လမ်းကြောင်းနိဗ္ဗာန်ကိုသွားတဲ့ပုဂ္ဂိုလ်တွေကဒီလမ်းကပဲသွားတယ်လို့ပုဂ္ဂိုလ်တွေမသိပေမဲ့လို့တပည့်တော်သိနိုင်ပါလေတရားဆိုတယ် inference လို့ခေါ်တာပေါ့အနုမာနလို့ခေါ်တယ်အနုမာနဉာဏ်ဆိုတာမှတ်စပြီးတော့သိတဲ့ဉာဏ်ဒီဉာဏ်ကလည်းအရတမအရေးကြီးတဲ့ဉာဏ်မျိုးပေါ့နော်အဲ့ဒီရှင်သာရိပုတ္တရာကလျှောက်ထားမှုလေအေးဒါပေမဲ့နိဗ္ဗာန်တကားဝင်တာလည်းဒီတစ်ပေါက်ပဲရှိတယ်ဒီတစ်ပေါက်ပဲဝင်တာရှိလို့ရှင်သာရိပုတ္တရာကကိင္ဃဝါလူသက်စုမကပွင့်တော်မူကြတဲ့ဘုရားတွေကဟောဒီလမ်းနဲ့သွားအကုန်လုံးဒီလမ်းကြောင်းဝင်သွားတာတမယဟုတ်ကလွတ်ချင်တယ်ဆင်းရဲဘင်းကလွတ်ချင်တယ်ဒီလမ်းကြောင်းကိုရှောင်တခြားလမ်းကြောင်းမရှိဘူးလေဘာဖြစ်လို့လဲဆိုဒီတစ်ပေါက်တည်းရှိတာပြောလို့ရတယ်ပေါ့အကုန်လုံးဒီပုဂ္ဂိုလ်တွေကိုမမြင်ဘူးပဲပြောနိုင်တယ်ပေါ့ဒီလိုဆိုတော့အေးဒါကြောင့်မလို့ဆင်းရဲဘင်းကလွတ်ကင်းခြင်းပြီဆိုလို့ရှိရင်ခေါင်းကပြောတဲ့နိဝရဏတရား၅ပါးအတိစိတ်တွေကိုဟုတ်လားပူပန်စေတတ်တယ်စိတ်တွေကိုညှဉ်းနှွမ်းစေတတ်တယ်ပညာရဒုပ္ပလိကရဏအတိပညာတွေကိုအားနဲ့အောင်လုပ်တတ်တယ်ဆိုတဲ့နိဝရဏတရားတွေကိုပြရှာတတိပ္ပံ၄ပါးပေါ်မှာစိတ်ဆိုင်ထားပြီးတော့ဘုဇင်9ပါးကိုညီညွတ်မြတ်တော့အောင်ပွားများအားထုတ်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုဖြောင်းရောက်ဝင်တာဟာဒါဆင်းရဲခြင်းကလွတ်မြောက်ခြင်းဖြစ်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်ဟောဒီဆင်းရဲခြင်းထဲမှာပဲလဲနေအောင်ပါပဲတာလျာဘုကလွတ်တယ်ဆိုတာမဖြစ်နိုင်ဘူးလေနော်မှန်ပါပါအေးဒါကြောင့်မလို့တရားချက်ခဲ့လို့လည်းပြိဿပေါ့လို့ဆင်းရဲခြင်းမှာလွတ်ကင်းရေးဆိုတဲ့ဒီဗုဒ္ဓမြတ်စွာရဲ့အခုဒီတော်လမ်းကြောင်းအဲ့ဒီလမ်းကြောင်းတိုင်းမိမိတို့လုံးဝမဲ့လမ်းတာလျာဘုကလွတ်ချင်ပါလေဆိုရင်ဒီလမ်းကိုမလျှောက်ဘဲဘယ်မှမလွတ်ဘူးနော်အတရားဟောတာလုပ်ချင်လို့ရှိရင်ဒီလမ်းကြောင်းကနေရှောက်ရမယ်ဒီအကျင့်တွေကျင့်ရမယ်မလိုအပ်တာတွေဖယ်ရှားရမယ်လိုအပ်တာတွေမိမိတဏ္ဍာမှာမိမိစိတ်ထဲမှာမလိုအပ်တာတွေဖယ်ရှားလိုအပ်တာတွေကိုဖြစ်အောင်ပွားများအထောက်ချင်းဖြစ်လာတယ်ဘုဆင်းရဲကဆင်းရဲတဲ့ကလွတ်မြောက်နိုင်တယ်ဆိုတာကိုယ်စီသဘောကျပြီးတော့ဆင်းရဲတဲ့ကလွတ်မြောက်အောင်จิตတန်ကြိုးကိုအထောက်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ဆိုရတတ္တဝါများစွာေယံကွာသံဃာကြပါစေတတ္တဝါများစွာေယံကွာသံဃာကြပါစေမေတ္တာရေချမ်းဘုံငါချမ်းကြပါစေဒါရီချမ်းဘုံငါဖြံနေကြပါစေသက်ရှိကျမ်းမာ
စိတ်ချမ်းသာဒုရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာဒုရဆန္ဒပြေပါစေနမောတရံပိဝေတဝါနဝိတာတပိတပုဟတံအဇရမရာတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်ကြောင့်ပြင်းပြောက်ကြည်အေတရားစေကိုပိဝေတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတပိပူဇာမြင့်တော်ကိလေသာအစိတ်အတောက်ဟူသမျှတို့သည်သဗ္ဗေတပိကြပဲတွင်ဒီမတင်လည်းကဲ့သို့ကင်းစင်တွင်ကြောက်ပေမရအောင်ပယ်ဖြောင်းအပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါလေကုန်သတည်းအာသရမရာအိုခြင်းလည်းကွာနာခြင်းလည်းကင်းသေးခြင်းလည်းရှင်းတတ်သောဒီဒီဘောကိလေသာဟုကုကတိကိဉ္စရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်တို့သာရောတရားချစ်ခင်စိတ်ကောင်းဝင်ရသူတော်လင်းများတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင်၍မလင့်ကုန်သည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း